ဗုဒ္ဓသာသနာသိရတိဋ္ဌတုတတ္တမောဗုဒ္ဓသာသနာသိရတိဋ္ဌတုတတ္တမောဗုဒ္ဓသာသနာသိရတိဋ္ဌတုတတ္တမောပါဖေ။တရမောတရမသုံးပြမြတ်ဗုဒ္ဓ၏ဖေသာသနာသည်သိရသာသနာ9000များမြောင်မကတိဋ္ဌတုတည်ပါစေတည်းလေးစားရပါတော့ဒါနပိရတဓမ္မပိရတကုသိုလ်ကောင်းမှုမြတ်ဓမ္မတို့နဲ့မွေးပျော်ကြတယ်တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဗျာဒီနေ့ချင်းခါသမယမြတ်လှစွာသောမင်္ဂလာအခါကာလကြီးမှာတတ္တမတဝနာအတိတုံမပါဆိုတဲ့နာယကဲစားတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါသမယကြီးဖြစ်ပါလေဒါကြောင့်သရိသမဇင်ညံမှာရှင်လို့သာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာယကဲထားတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှဝေနှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုဂါရဝတက္ကစ္စတရားများနဲ့တရားများကြွရောက်ဖို့ရဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်လေးစားရပါတရားချစ်ခင်သူတော်စင်ဓမ္မတန်ဘောကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ခင်ဗျာဒီကနေ့မိမိတို့ပိုင်ဆိုင်ထားတဲ့ခန္ဓာကြီးဟာ96ဖြာဘေးယောဂါတို့ခိုးအောင်တုံမိရာကိုယ်တော်ကြီးပဲဖြစ်ပါတယ်ဒါကြောင့်မကြမ်းမာသူကိုလည်းဓာတ်လေးပါးမူကိုခွဲပြီးဘယ်ဓာတ်ကဲလို့ဘယ်ဓာတ်နည်းတယ်ဆိုတာမပြတ်အခါခါတွေးလို့ဓာတ်စာကျွေးရပါတယ်တရားချစ်ခင်သူတော်စင်ထို့အတူပါပဲအယူအဆွဲတရားတွေနဲ့မူလွဲမှားနေတဲ့ကုထုစဉ်ကုသိုလ်ကနေအကုသိုလ်ကကဲနေတာကြောင့်မူအကြောင်းမှန်ကြပြီးသူတော်ကောင်းနလန်ထဖို့ဖယားမြတ်စွာပြီးတဲ့တရားဓာတ်စာကျွေးမယ်ဓမ္မတွေညီရဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ကုထုစဉ်မူကအတ္တထူထူနဲ့လူလုတ်ပြန်ကိုရင်ခုံတန်ကိုသာဦးစားပေးသူများရင်ခုံတန်ထဲ့မတွေးသဘောမယိုးတဲ့မနှောမျိုးနဲ့လေကိုအယောင်ထိုးပြီးကိုကြိုးသာရှိတန်းတင်ဒုက္ခကိုဖျားလို့ခင်းသိမင်းကိုဘေးချင်းတက်တကယ်မိုက်တဲ့ကုထုစဉ်စရိုက်မျိုးကဝေဒနာမှုဆိုးနေနေ့တိုင်းစီချင်းထိုးနေကြတယ်အန္တဘာလသဘာဝကိုဓမ္မတဝနာအခါခါပြမယ်ဓမ္မတွေမျိုးဖြစ်ပါတယ်ဒီနေ့ပုထုဇဉ်မှန်သမျှလောကီရေးရာကိုသာဦးစားပေးပြီးလောကုတ္တရာအရေးထက်မတွေးတတ်ကြပါဘူးဘဝတစ်ခုမှာလောကီလောကုတ္တရာနှစ်ဖြာအတွက်စီမံပြုပြင်ဉာဏ်နဲ့ရှင်ပြီးထိမ့်သိမ့်စောင့်ရှောက်နေရတဲ့ဘဝတစ်ခုပါဒါကြောင့်တံဝေကယူเสียသင်္ကန်းစာအဖျားပြာကတော့နှီးကြောပြာနဲ့သင်ပြူးတို့လိုအမြင်ထူးကတစ်ဖက်သာလှတဲ့လောကီတရားနဲ့တစ်ဖက်လှသမားဆိုတာသင်ပြူးနဲ့နှီးကြောပြာလိုကျမ်းပြင်ပေါ်ခင်းခြေနဲ့အငင်းခံရစမြဲပါတရားချစ်ခင်သူတော်ချင်းသပွဲကင်းလိုအချက်ကြကြနဲ့နှစ်ဖက်လှသမားကလောကီလောကုတ္တရာနှစ်ဖြာအကျိုးအစဉ်တိုးဖို့ကြိုးစားနေသမျှနှစ်ဖက်လှမှာသပွဲကင်းလိုအမြင့်တက်လို့သပွဲထက်မှာရင့်ကျက်အိန္ဒြေနဲ့ဘယ်သူမှမနှင်းချနိုင်ပဲရဲရဲရင့်ရင့်ပွဲလေတင့်ကနှစ်ဖက်လှသမားပါလို့အများလူတို့တန်ဝေကယူဖို့ဗုဒ္ဓအလိုကြဟောဖို့ပြမယ်ဓမ္မတွေနဲ့ဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ဒါကြောင့်တရားချစ်ခင်သူတော်စင်များဒီကနေ့ညချမ်းအချိန်ခါသမယမန္တလမာလဓမ္မတွေတို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလေးလေးစားစားကားတော်တရားနဲ့ဖိတ်ကြားပါတရားချစ်ခင်သူတော်စင်
လောကထဲကပုထုဇဉ်တို့ရဲ့အသိပညာမှန်သမျှဟာမောဟပါပဲအဲ့ဒီမောဟဥသိတဲ့အသိပညာတွေနဲ့ဥစ္စာပစ္စည်းတွေရှားကြဂုဏ်တွေရှိအောင်ယာဓုတွေတိုးအောင်လုပ်ကြပျော်ရွှင်ချမ်းသာအောင်ကြိုးစားနေကြတာကကာမဂုဏ်အနောင်ဖွဲ့တွေတဲကယုံမထွက်နိုင်အောင်လုတ်ကင်နေကြတဲ့မောဟဆိုတဲ့အကျုံးခဲကြီးပါတရားချစ်ခင်သူတော်ရှင်ကြည်လင်မှန်ကန်တဲ့နားလည်မှုမရှိတဲ့အသိပညာများတာဖြစ်ပါလေဒါကြောင့်လောကီမျိုးစေ့တွေကိုမဖယ်ရှားနိုင်တဲ့ဒုက္ခတွေကမပြတ်မောဟကအဆုံးမတတ်ပါဘူးတရားချစ်ခင်သူတော်ရှင်ဒါကြောင့်လေပုထုဇဉ်လောကထဲကလူသားတဦးဟာလူတိုင်းကြိုက်တဲ့အလုပ်ကိုဘယ်သူမှမလုပ်နိုင်ပါဘူးဒါကြောင့်လေရှုပ်ထွေးနေနေတဲ့လောကကြီးမှာစစ်မှန်တဲ့ပြည့်မြောက်မှုဘာတစ်ခုမှမရှိပါဘူးလို့အများတသိန်းကိုတရားအလင်းပြမြောက်ဓမ္မတွေနဲ့ဖြစ်ပါတရားချစ်ခင်သူတော်ရှင်ဒါကြောင့်ဒီနေ့ချိန်ခါကာလပုထုဇဉ်မှန်သမျှဖြစ်နေတဲ့အတွက်ကြောင့်အပြစ်ကင်းတဲ့သူဆိုတာတော့မရှိပါဘူးဒါကြောင့်လည်းပဲမြတ်ဗုဒ္ဓကနတ္ထိလောကေအနေတိတောလောကီလောကကြီးမှာအနေတိတောအပြစ်ကင်းသောပုဂ္ဂိုလ်ဟုသမျှနတ္ထိတူတယောက်မှမရှိပါလို့ဖျားဟောခဲ့ပါလေဒါကြောင့်ပွဲစားလဲငွေမှားစေသမားလဲသားတည်ဘေးဒင်ဆရာလဲပစ္စည်းပြောက်လက်သမားလဲစိတ်ရွေးမှားလောကတလွှားမမှားဘူးသူများရှိပါလားဒါကြောင့်မြတ်ဗုဒ္ဓဟောတဲ့နတ္ထိလောကေအနေတိတောလို့ဖျားဟောခဲ့တယ်လောကမှာအပြစ်ကင်းတဲ့သူအမှားကင်းတဲ့သူမရှိဘူးတဲ့ဘာကြောင့်ဒီအမှားအပြစ်တွေဖြစ်ရတာလဲဆက်ဆံပြုပြောကိလေသာအဘူဓာတ်အလောင်ဓာတ်တွေသဘောကြောင့်ဒေါနဲ့မောနဲ့ဇောနဲ့ပြောဆိုပြုလုပ်နေကြလို့ပါပဲတရားချစ်ခင်သူတော်ရှင်ဘာကြောင့်ပုထုဇဉ်တို့ရဲ့ဇယအကဲခတ်လိုက်ရင်ဒေါသရှိသူစကားတူတယ်လောဘရှိသူစကားပိုတယ်မောဟရှိသူစကားယူတယ်လို့သင်္ကန်းစာယူတရားအဖျားဖျားကိုအများလူကိုဖျားမှုနဲ့ဟောဖို့ပြမယ်ဓမ္မသဘင်တို့နှလုံးသားကိုအလှဆင်တို့တရားနာကြွရပါမည်အကြောင်းလေးလေးစားစားကာရဝတရားနဲ့ဖိတ်ကြားအပ်ပါတရားချစ်ခင်သူတော်ရှင်တံမြစရမျိုးဓမ္မရမတော်ရကျောင်းတိုင်းဘုံဘုံရ52နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီးဌာနသာသနာရေးဦးစီးဌာနမှကျင်းပပြုလုပ်အပ်သည့်ဓမ္မစရိယဇာမေးဝဲ၌တနိုင်ငံလုံးပထမဆုံးရအကမကျော်ရှင်ဇနကလင်္ကာရဤဂုဏဝိသေထပူဇာမင်္ဂလာသဘင်၌ယနေ့ညဓမ္မသဘင်ဓမ္မပူဇာဖြင့်ဓမ္မဒါနအလူတော်ပေးမဲ့ဆရာတော်ကမန္တလေးမြို့မစိုးရင်တိုက်တဲ့အကမကျော်ဆရာအကမကျော်ရှင်မြတ်ဤဆရာသခင်ကျေးဇူးရှင်ဖြစ်တဲ့ဗရဏပညာနာပြုံသာသသဓမ္မစရိယပါဠိပါရဂုတိပိဋကဩဝါဒစရိယဆရာတော်မှဟောကြားချင်းမြတ်မှာဖြစ်ပါတယ်ဘုန်းဘုန်းတို့6:15 မိနစ်လောက်မှာဓမ္မသဘင်ကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်အားလုံးတရားနာကြလာကြတဲ့ဓမ္မပရိသတ်ပေါင်းတော်ကောင်းတို့ဘုန်းတို့ယနေ့ညဓမ္မပူဇာဖြင့်ဓမ္မဒါနတရားပွဲတရားလူပြီးဆုံးတဲ့အခါမှာဓမ္မပူဇာမတီလူရှင်များကိုဘုံဘုံတို့အချိန်ကိုငဲပြီးတော့ဓမ္မပူဇာမတီ10ဦးလောက်စက္ကလူရန်သွားမှာဖြစ်ပါတယ်နဝကမ္မတသိန်းကျက်နဲ့အောက်စုပေါင်းလူများကိုတော့အလုံးပေါင်းစုပြီးတော့စက္ကလူရန်သွားမှာဖြစ်ပါတယ်
ဓမ္မသဘင်ပြီးဆုံးတဲ့အခါမှာစီစဉ်တရားအနေနဲ့အကမဟာကျော်ရှင်စနာကလင်္ကာရကကျေးဇူးတော်ရှင်ဆရာသခင်ဖြစ်တဲ့မန္တလေးမစိုးအိမ်တိုက်တဲ့ဆရာတော်ဘုရားအားရဟန္တာကကြီးဦးတန်းလွင်အောင်စကြပွဲယုံမိသားစုတို့နဲ့အတူအာဇရိယပူဇာဆက်ကလူရန်ချင်းနဝကမ္မကျက်သိန်း30အောင်စကြပွဲယုံမိသားစုဘုရင်အောင်ရန်ကုန်မြို့ကဓမ္မပူဇာ10သိန်းကျက်ဒေါက်တာအောင်ထုတော်မြတ်မြတ်ဝေစီဝကဆေးကွာမိသားစုကဓမ္မပူဇာ9သိန်းကျက်ဒေါ်ရီကောင်းစုလွင်စတိုးကဓမ္မပူဇာ9သိန်းကျက်ဥက္ကိုလေးဒေါ်ရီဖြူဆိုမိသားစုဘိုးနေဝင်းလန်းအောင်စီရဓမ္မပူဇာ9သိန်းကျက်ဦးမျိုးလွင်ဦးဒေါ်မိသားစုအောင်သာရရဓမ္မပူဇာ9သိန်းကျက်ကိုစီတူလင်းမခိုင်တစဉ်သမီးမမြမင်းစုမိသားစုအောင်သာရရဓမ္မပူဇာ9သိန်းကျက်ကိုအောင်စင်မို့မတ်တစဉ်ဦးနောင်သားမောင်ကုန်းရှိန်တို့မိသားစုဓမ္မပူဇာ3သိန်းကျက်ဦးမင်းအောင်တော်ချွချိုမိသားစုဘိုးနေဝန်းလန်းဓမ္မပူဇာ2သိန်းကျက်တို့ကိုယ်တိုင်ကိုကြဆက်ကလူတန်းကြမှာဖြစ်ပြီးတော့ဓမ္မပူဇာအခြားလူရှင်များဖြစ်ကြတဲ့ဦးအောင်နိုင်ဒေါ်နေမြမိသားစုအောင်ဆန်းလန်း2သိန်းကျက်ဦးအေးမင်းဒေါ်တတဝင်းမိသားစုအောင်ဆန်းလန်း2သိန်းကျက်မခင်မာလာနေအင်ဂျင်ချေဆိုင်မိသားစုကျောင်းမရ2သိန်းကျက်ဦးစိုးကိုဒေါ်တရာခိုင်သာသမီမြေမိသားစုအောင်ဆန်းလန်း2သိန်းကျက်ဦးစိုးဝင်းဒေါ်အေးမြတီရာယူမိသားစုတိရိမွန်ကျောင်းမြတ်ရတနာရန်ကုန်မြို့ကဓမ္မပူဇာ2သိန်းကျက်နဲ့အတူယနေ့ညဆက်ကလူတန်းနဲ့ဓမ္မပူဇာများကိုဘုံဘုံတို့အချိန်ကိုငဲပြီးတော့2သိန်းကျက်နဲ့အတူအောက်ကအလူရှင်များအားလုံးကိုပေါင်းစုပြီးတော့ဓမ္မပူဇာဆက်ကလူတန်းတော်မှာဖြစ်သလိုဓမ္မပူဇာဆက်ကဖို့ခေါ်တဲ့အခါမှာလူရှင်များကလည်းပဲမိမိတို့ရဲ့နာမည်ကိုအာယုံဆိုင်ပြီးတော့အချိန်ကိုငဲ့ညာပြီးတော့ဘုံတို့ဆက်ကလူတန်းပေးကြဖို့မေတ္တာရက်ခံပါတယ်ယနေ့ညဟောမဲ့ဆရာတော်ဘုရားကဒီညနေမှရောက်ပြီးတော့ဒီညဟောပြီးမနေ့4 နာရီခွဲပြန်ကြွမှာပါမနေ့ဗန်ပြည်မှာသာသတာဓမ္မစရိယဘောရသူ့ရဲ့တပည့်ဖြစ်သူရှင်သူရိယလင်္ကာရဘိဝန္တရဲ့ဂုဏဝိသေဒပူဇာမှာဟောကြားမှာဖြစ်ပါတယ်ဆရာတော်ဘုရားကတိတ်ပင်ပန်းပါတယ်ဒါကြောင့်မို့ဆရာတော်ဘုရားလည်းမပင်ပန်းစေခြင်းဘူးအလူရှင်များလည်းပဲကိုယ်တိုင်ကိုယ်ကျဆက်ကပ်ခွင့်ရအောင်ဘုံဘုံတို့အချိန်ကိုလည်းငဲ့ပြီးတော့စီစဉ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မပူဇာမတ်တီလူရှင်များကတရားဝဲပြီးတဲ့အခါမှာမိတို့နာမည်တွေခေါ်လို့ရှိရင်မြန်မြန်ဆန်ဆန်ထွက်ပြီးတော့ဆက်ကပ်နိုင်ဖို့ကြိုတင်ပြီးတော့ဒီပေးမေတ္တာရက်ခံပါတယ်Oh
တရားနာတော်လည်းတော့အဲ့လေတော့ပေါင်းဖို့ခင်ဗျာတရားဓမ္မမနာကြခင်သီလခံယူရန်အတွက်ဩကာသကတော့ဒုတိညီညာဖြတ်ပြရှိခုလောကြပါစို့ခင်ဗျာဩတို့မရှိသောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်အစာရှိသောဂုဏ်တော်အနန္တတို့ကြောင့်ရှိခိုးမြတ်နိုးပူဇော်ခြင်းငါထိုက်တော်မူသောဖရာတရားသံဃာယရနာမြတ်သုံးပါးပေါင်းတို့အားယုတိမြတ်တို့လက်ဆရာထိတ်မှမို့၍ရှိခိုးပူဇော်ဖုံးမြော်မှန်လျှော့ကြရောရသောတက္ကိစ္စဂါရဝပနာမကုသိုလ်ကံစေရနာအဖျားဖျားအဝဝတို့ကြောင့်အလိုမရှိအမတောင်းတကုံသောဘေဥပအန္တရယအသွဲသောဟုသမျှတို့ကိုယ်ဝဲမရောက်ကင်းငြိမ်လွတ်ပြောက်ကြပြီလင်အလိုရှိရတောင်းတမြတ်တို့အပန်းဆင်အပ်သောကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းကိုယ်စိတ်နှစ်ပါးတို့ဤချမ်းသာခြင်းဟုဆိုအပ်သောချမ်းသာခြင်းတရား၃ပါးအပေါင်းတို့နှင့်ဘဝဆက်တိုင်းပြည့်စုံကြကုန်သည်ဖြစ်၍အဆုံးဘဝနောင်ကာလ၌ဇာတိဇရာမရဏအစရှိသောမိစတရန်ငြိမ်းအေးရာမှန်သည့်နိဗ္ဗာန်ရွှေပြည်မြတ်ကြီးသို့လွယ်ကူသောအကျင့်လင်းမြန်သောအသိဉာဏ်တို့ဖြင့်ကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ကြပါစေအလုံးငါးပါးလူလာတောင်းကြအာမတိဆိုနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတ
တိပါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိအာဒေနာဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိအာဒေနာဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိမုဒ္ဒဝါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိမုဒ္ဒဝါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိသုရာမေရယမေစ္ဆာပမတ္ထဌာနာဝေရမဏိသိက္ခာပဒံသမာတိယာမိသုရာမေရယမေစ္ဆာပမတ္ထဌာနာဝေရမဏိသိက္ခာပဒံသမာတိယာမိသတ္တဝါများစွာဝိယံဝါလူယသန္တာပြေပါစေလူယသန္တာပြေပါစေဣဒံမေပုံညာဣဒံမေပုံညာအာတဝေခယံအာတဝေခယံအာဝဟဟောတုအာဝဟဟောတုအရှင်ဘုရားအရှင်ဘုရားအကျွန်ုပ်တို့၏အကျွန်ုပ်တို့၏ယနေ့ယခုယနေ့ယခုပြုစုအားထုတ်ရသောပြုစုအားထုတ်ရသောကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုအကြောင်းစုသည်အကြောင်းစုသည်အာသဝတရားအာသဝတရားနေပါတို့၏နေပါတို့၏ကုန်ရာဖြစ်သောကုန်ရာဖြစ်သောနိဗ္ဗာန်သို့နိဗ္ဗာန်သို့ရောက်အောင်ရောက်အောင်ပို့ဆောင်နိုင်သည်ပို့ဆောင်နိုင်သည်ဖြစ်ပါစေတည်းဖြစ်ပါစေတည်းဣတရဏေနသဟပိစင်္ဂသီလံဓမ္မံသာဓုကံကတ္တဝါအပ္ပမဒေနသံပါတိထာ